ချစ်သူလမ်းကြတဲ့ဒုတိယကြိမ်ဒီရညစောင့်နေမယ်ဆိုပြီးသူကြားလာကြည့်တာကဲကျွန်တော်တော့သွားပါပြီချစ်သူလမ်းကြတဲ့ထိတ်တယ်ကဲဘယ်လိုရှိနေလဲဆိုတော့တွေ့တဲ့ချောင်းဝိုင်းနဲ့ကိုနေပါပြီခါလေးကိုဖွင့်ပြီးထားပါပြီတန်းတော့မပိတ်ထားတော့ဘူးပြကျွန်တော်တို့အဲ့နဲ့ဒီဘက်ကိုလိုက်ပါလေဒီဘက်ကိုစင်ကြရမယ်။ဒါကဒုလာရတော့ပြန်။ဒီတော့တငယ်ချင်းတွေတွားခဲ့တယ်။တငယ်ချင်းတွေလိုက်ပဲ။ကူးလေးဒီပါတစ်ခါရောက်။တငယ်ချင်းတွေတွားတယ်။ချင်းလာရတယ်မှာ။ဒါချင်းစရာအဲ့ဒီတော့ညပါ။ချင်းမတွေ့ရရှိတယ်။ဘာလို့ပြေးမှုမကောင်း။ဘာလို့ဆိုတော့တငယ်ချင်းတွေလည်းပါတယ်ပြီးတော့အတွေ့လည်းရှိတယ်သူလည်းရှိရဆိုတော့ကျွန်တော်ရောက်တယ်ဟုတ်တော့အဲ့နဲ့ခုံနေတဲ့အားနဲ့ကျွန်တော်တို့နေရာလေးမှာပဲအခြေချလိုက်ပါတယ်။နံပါတ်ချရပြီးတော့တကယ်ကြီးပြောရွှေမှာပဲအားလုံးအဲ့နဲ့ကျွန်တော်လည်းကရင်ပြင်းယူကြည့်တစ်ပတ်လောက်ကြည့်တွေ့လေးချောင်းရန်အေးချင်တာပဲလီလဲတိုက်တယ်ဦးအေးအေးချင်းချင်းလေးပဲလီလေးနဲ့လိုက်တိုက်အေးစစ်စစ်လေးပဲအဲ့ဟိုမှာတကယ်ချင်းအုပ်လိုက်ဝိုင်းနေတဲ့ပစ္စည်းချတယ်ချီလန်ကြတယ်မှာရှိနေမဲ့သူတွေဘယ်လိုများရှိလဲဆိုပြီးတော့ဟိုနေ့က post မှာမှန်းထားတဲ့လူတွေလိုက်ရှာဘယ်လိုရှိလဲဘူးမှလည်းမရှိဘူးနောက်ဆုံးတော့လည်းဘာမှမထူးကံပေါ်မှာပဲတက်ထိုင်လိုက်တော့မှဆိုထိုင်ချလိုက်တော့တယောက်တော့ဒုမှမလားတို့တော့ပဲမှန်နေမှမှန်ကြကန်တာရမှာဆောင်းနေပါနောက်ရက်တွေလာပါလက်ထောက်အခုတော့တယောက်